အနုပညာနာမည်ကိုအဒီယာဦးလို့ပြောင်းလဲအသုံးပြုရမယ်ဆိုတဲ့အကြောင်းပရိသတ်တွေကိုအသိပေးလာတဲ့ဒီThe Model Academy ကနေတက်လာခဲ့ပြီး Miss Grand မြန်မာစုကိုစုခုပိုင်ဆိုင်ထားသူကတော့ Model D ပဲဖြစ်ပါတယ်။တစားထက်တစားအောင်မြင်လာခဲ့ပြီးတဲ့နောက်အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ဒီဟာချစ်ရတဲ့ချစ်သူဆော်လေးကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ဒီနေ့ချာလီတို့အတွဲဟာပရိသတ်တွေအားကြရတဲ့ဆုံးတွဲလေးဖြစ်ပြီးတော့နှစ်ယောက်အတူတူအနုပညာလှူရှာမှုတွေပြုလုပ်နေခဲ့ကြပါတယ်။မကြသေးခင်အချိန်တုန်းကသူတို့နှစ်ယောက်ဟာပြည့်စဲသွားကြပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ကြပါတယ်။ဒါပေမဲ့တကယ်ပြတ်တာမဟုတ်ပဲတချစ် MTV တက်ဆိုပြီးချာလီကရှင်းပြထားခဲ့ရပါတယ်။ဒီဟာငကိုချောမောလာပါတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးသားဖြစ်ပေမဲ့ပိုလာချင်တဲ့အတွက်ပြီးခဲ့တဲ့နှစ်ကသူမရဲ့ရင်သားကိုဆီလီကွန်ထက်ကပြုပြင်ခဲ့တာပရိသတ်တို့အားလုံးလည်းအသိပဲဖြစ်မှာပါနော်။ချာလီရဲ့ချစ်သူကောင်မလေးကတော့ဒီဆိုတဲ့နာမည်ကိုအသုံးမပြုတော့ဘူးလို့ဆိုပါတယ်။ဒီမှာကဆိုရှယ်မီဒီယာပေါ်ကနေမင်္ဂလာပါချစ်တဲ့ပရိသတ်ကြီးများရှင်ဒီနေ့ကစပြီးကျမရဲ့အနုပညာနာမည်ကိုအဒီရာဦးလို့ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။အရင်နာမည်လေးကိုချစ်ခင်အားပေးခဲ့ကြတဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။နာမည်အသစ်ဟာကျမတို့အတိတ်ပဲရှိပြီးအနာဂတ်လမ်းကြောင်းအသစ်တွေကိုယုံကြည်မှုအသစ်နဲ့ရှောင်လန်းနိုင်ဖို့ရွေးချယ်ထားခြင်းဖြစ်ပါတယ်။နာမည်ပြောင်းသွားပေမဲ့ပရိသတ်တွေပေါ်ထားရှိတဲ့စိတ်ထားနဲ့ကြိုးစားမှုတွေကတော့မပြောင်းလဲပါဘူး။ဆက်လက်ပြီးအနုပညာလုံးများကိုအားပေးချစ်ခင်ပေးကြပါအောင်နော်။ကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။